ရှင်မျက်နှာကဒီနေ့မှာကတော့ချယ်လီတာပါခုံမှာဖြစ်ပါတယ်ချယ်လီနဲ့နဂမောက်တင်နဲ့ဆက်ထားတာခုံမှာပါမျက်နှာဘာတာခုံရမလဲဆိုတာမှန်ခဲ့ပေးပါမျက်နှာခုံပေးပါမယ်မျက်နှာလည်းအားပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ရှင်ဆောက်ကူလာစကူးမှာလေးမျက်နှာကိုမတိတာရှိရင်မေးလို့ရပါတယ်နော်အောက်ကအယောင်လေးရလှရချယ်လီဆိုတော့လှနေတော့ပဲချစ်စရာလေးချယ်လီဆိုတော့လေမကြည့်အောင်ချစ်စရာလေးနော်သူစောက်ထားတဲ့လေးလှရနော်ဒီတော့စောက်ထားလေးတော့တာပဲရချောရအမလေးတော်ရထိလည်းဘာဖြစ်ပါဘူးတွေးရပါမျက်နှာကိုဘာကိန်းဆော့ရမလဲဆိုတော့မှတ်ပါပေးလို့ရပါတယ်မျက်နှာဆော့ပြပေးပါမယ်ပေါ့နော်တူနေပဲကျွန်တော်ဖြူဒါဘယ်လဲလေးစားတွေတက်နေလို့ဖြစ်တော့ပါဘူးတော့လေးစားရမချင်အောင်ခုံစပမဲ့လေစမဆင်းရှိတဲ့ပါဘူးရှိမဆရီရန်ဝင်လာပဲနိုးအားလေးကြလို့ရှိရင်တော့ဒီ Roblox လေးဆော့ပါမယ်ရှင် Roblox ဆော့တာလေးတင်ပါမယ်ပြီးဆော့ကစကူးမှလည်းမသိရရှိမလို့ရပါတယ်နော်တင်ပေးပါမယ်ပေါ့နော်တာဝါရပပလောက်ထိတာဝါရဲမလို့တာဝါပေါ်ရပပလောက်ထိကျန်နေလည်းမသိဘူးတာပါအောင်အစိမ်းသူတို့တွေကပြောင်းမြလောက်ထားတာမျိုးသိပြီးတာပါBye bye. အားလုံးမကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။